အဲ့တော့အမတန်မှမှတ်သားစရာကောင်းတယ်မြတ်စွာဘုရားဟောတော့ကုသိုလ်ကောင်းမှုလုပ်ချင်တဲ့ပုဂ္ဂိုလ်တွေဟာနော်တပည့်တော်တို့အကြောင်းဆောက်ဖို့မတတ်နိုင်ဘူးဆိုရင်အကြောင်းဆောက်တာတဲ့ပိုကောင်းတဲ့ကုသိုလ်ရှိသေးတယ်ဆိုတာကိုသတိထားဖို့လိုတယ်အကြောင်းဆောင်လှူတဲ့အလှူကပြင်မဗဟိတငွေကြေးတနာကိုကုန်ကြခံပြီးတော့လှူတာဖြစ်တယ်ယရဏသုံးပါးကိုဘဝကိုအနှင်းပြီးတော့ယရဏသုံးပါးကိုကိုယ်ွယ်စိတ်ခတ်တာတော့ကိုယ်ဘဝကိုအနှံပြီးတော့လှူတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဗုဒ္ဓံတရဏဂိသာမိဆိုတဲ့တရဏဂုံသုံးပါးကိုလေးလေးမြတ်မြတ်ကြီးကြီးညိုညိုဆောက်တည်ပြီးတော့အလေးနဲ့ခံယူဆောက်တည်တရဏဂုံဆောက်တည်ခြင်းဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်ပါတယ်လို့မြတ်စွာဘုရားဟောဒါဖြင့်ဒါအကောင်းဆုံးလို့ပြောမလားဆိုတော့အဲ့ဒီတဲ့ကောင်းတာရှိသေးတယ်တရဏဂုံသုံးပါးကိုဆောက်တည်ပြီးတဲ့အခါငါးပါးသီလလေးထပ်ပိုးလိုက်ပါသူများတဲ့တတ်ခြင်းမှရှောင်ပါတယ်သူများဥစ္စာခိုးယူခြင်းမှရှောင်ပါတယ်သူတော်ဘာသာမယာပြစ်မှားခြင်းမှရှောင်ပါတယ်လိမ်လီလဲစားပြီးသူများအကျိုးပြက်ပြအောင်ပြောဆိုခြင်းမှရှောင်မူရစေဝါမှရှောင်ပါတယ်ဆိုတဲ့ဟောဒီသိက္ခာပုဒ်၅မျိုးကိုမြတ်မြတ်နိုးနိုးအသက်တန်မိုးထားပြီးတော့ဆောက်တည်လိုက်ပါဩတရဏဂုံဆောက်တည်တဲ့အပြင်၅ပါးသီလကိုပါမြတ်မြတ်နိုးနိုးထပ်ပိုးပြီးတော့ဆောက်တည်လိုက်ပြီဆိုလို့ရှိရင်သူကတရဏဂုံတည်တာတဲ့ပို့ပြီးတော့မမြတ်ပါတယ်လို့ကိုချင်းသီလပါလာသည့်အတွက်ကြောင့်ပို့ပြီးတော့တန်မိုးကြီးမားလာတယ်တိုးမြင့်ပြီးတော့လာတာကုသိုလ်တွေအဲ့လိုသီလဆောက်တည်တဲ့ကုသိုလ်ဟာတန်မိုးရှိတယ်ဆိုဒါဖြင့်ဒီတဲ့တန်မိုးကြီးတဲ့ကုသိုလ်များရှိသေးလားလို့ဆိုတာရှိသေးတယ်မြတ်စွာဘုရားနာရဝိန်တထေးကြီးကိုကုသိုလ်ကောင်းမှုလုပ်ရတာအားမရဘူးဆိုတဲ့နာရဝိန်တထေးကြီးကိုမြတ်စွာဘုရားကုသိုလ်တွေလှုပ်เสียရတဲ့အမတန်ပေါ်တဲ့အကြောင်းရှင်းပြ